ဗီဒီယိုတွေဘလောက်ပဲတင်view မတက်လို့စိတ်ရင်းနေကြတယ်ဟုတ်မနေ့ကမှတန်းကေမပြေတဲ့လို့ရှနီရဲ့ဒီဗီဒီယိုလေးပေါ့နော်ဒီနေ့ဆိုရင်100K ပြေတော့မယ်အဲ့ဒါဘာလို့လဲဆိုတာသိချင်ကြလား TikTok ရဲ့ new feature အသစ်ကိုအသုံးပြုလိုက်လို့ပဲဖြစ်ပါတယ်ဆို TikTok ကအခု text ဆိုတဲ့ feature အသစ်ကိုထုတ်ထားတာသိကြလားမသိဘူး basically TikTok ကပေါ့နော်သူ feature အသစ်ထုတ်တိုင်းသတိထားပြီးတော့အသုံးပြုပေးတဲ့လူတွေရဲ့ဗီဒီယိုဆိုရင် TikTok က for you page FYP တဲ့အထိရအောင်သူက push လုပ်ပေးတယ်ပေါ့နော်အရှင်းရှင်းပြောရမယ်ဆိုရင်သူထုတ်ထားတဲ့ဟာကိုသတိထားပြီးအသုံးပြုပေးတဲ့လူဆိုရင်သူက prioritize လုပ်တယ်ပေါ့နော်ဘယ်လိုသုံးရမလဲဆိုတာလွယ်လေးပဲ TikTok ရဲ့ video record လုပ်တဲ့နေရာအပေါင်းလက္ခဏာကိုနှိပ်ပြီးတော့အဆုံးထိသွားပေါ့နော်အဆုံးထိသွားပြီးဆိုအမှ text ဆိုတဲ့ဟာကိုတွေးလိုက်မယ်အမှနှိပ်ပြီးတော့ကိုကြိုက်တဲ့ဟာရေးလိုက်ပေါ့နော်မနေ့ကလူရှိပါကြီးလဲဆိုရင် good morning what's everyone doing right now အဲ့ဒါပဲရေးလိုက်တယ်ပေါ့နော်ရေးပြီးတော့ next ကိုနှိပ်ကိုကြိုက်တဲ့ရေး hi hello ကြိုက်တာရေးလို့ရတယ် next ကိုနှိပ် next ပြီးရင်ဆိုရင်အမှတချင်းလဲရွေးလို့ရတယ်ကိုကြိုက်တဲ့တချင်းကိုရွေး basically သူ့ရဲ့ feature တွေအကုန်သုံးပေးလိုက်ပေါ့နော်ပြောချင်တာသူ့ feature တွေရှိသမျှအကုန်လိုက်သုံးပေးလိုက်တချင်းရွေးလိုက်ပေါ့နော်အမှကိုကြိုက်တဲ့တချင်းတစ်ပုဒ်ကိုရွေးပြီးတော့ story မှာတင်လိုက်ရှင်လည်းအဲ့လိုပဲလုပ်ခဲ့တာပေါ့နော် Rishni အဲ့ feature ကိုသုံးလိုက်လို့ view များသွားတယ်ဆိုတာမသိချပြီမဲ့သုံးကြည့်တာမမားတယ်လို့အရှုံးလည်းမရှိပါဘူးပေါ့နော်ဆို TikTok ကပေါ့နော်သူ feature အသစ်ထုတ်တိုင်းသူ feature အသစ်ကိုသတိထားပြီးတော့အသုံးပြုပေးတဲ့လူတွေရဲ့ video ဆိုရင်သူက for you page FYP တဲ့အထိရအောင် push လုပ်ပေးတယ်အဲ့ဆိုရင်ကို video က viral ဖြစ်နိုင်ချေများတယ်ပေါ့နော် TikTok ရဲ့ new feature ထွက်တိုင်းလိုက်ပြီးတော့သုံးကြပါအသုံးပြုကြပါ TikTok နဲ့ engagement ကောင်းအောင်လုပ်ကြပါပေါ့နော်အဲ့ဆိုရင် TikTok ကလည်းကိုယ် notice လုပ်လာမှာပေါ့နော်